ကဲအားလုံးပဲမင်္ဂလာပါနော်ဒီနေ့နော်ဟိုဟာဗုဒ္ဓဘူးနေ့ပေါ့ဗုဒ္ဓဘူးနေ့မနေ့အတွက်ပေါ့နော်အခုကတော့လုံးဝကိုတကွက်ကောင်းထိတ်ရောအပိတ်ရောဗရိတ်ရောပေါ့နော်သုံးခုလုံးစုံတဲ့တကွက်ကောင်းကိုထုတ်ပေးထားတယ်ဗျနော်ဒီနေ့မနေ့ကစားမှာတော့9ဗရိတ်ပေါ့ဗျာ9ဗရိတ်နဲ့တကွက်ကောင်းမှာလိုချင်တယ်ဆိုတဲ့လူတွေအတွက်တော့ဒီမှာ9-3ညဆိုတဲ့တကွက်ကိုထုတ်ထားပေးတယ်နော်အဲ့ဒါဟိုအာနိုင်ရင်တော့ပပတော့အာပေါ့ဗျာဒီဟာကတော့ထိတ်ရောအပိတ်ရောဗရိတ်ရောပေါ့နော်ဒါ၃ခုလုံးကိုချုပ်ထားတဲ့အကွက်ပေါ့ဗျာ site တွေကတော့တခြား site တွေရောအများကြီးတော့ရှိတယ်ဗျာဒါပေမဲ့ site တွေလှလားမလှလားအဓိကဒီ2D မှာကြတော့သူကအဓိကဒီသူသွားနေတဲ့လမ်းကြောပေါ့နော်လမ်းကြောလေးတွေကိုမြင်နိုင်ဖို့ဘယ်လမ်းကပေးမှလဲဆိုတာကိုကစဉ်းစားရတယ်ပေါ့နော်မနေ့ကဆိုလဲမှန်တိုင်းပဲဒီ3355နောက်ပိတ်ကတွေးတဲ့ထဲမှာတော့ပါပါတယ်ဒါပေမဲ့ကျွန်တော်ကကြတော့တစ်လုံးဆိုရင်ကျွန်တော်ကဆုံးဖြတ်ချက်ချပြီးတော့ပေါ့နော်အခုဒီ3ခွန်ကလေးကကျွန်တော်ပေါက်ရမှာဆိုကျွန်တော်ကခွန်ဆိုလဲကျွန်တော်တွက်ပြထားတဲ့ site ထဲမှာပါတယ်နော်အဲ့ဒီခွန်ကဒီမှာဒီကျွန်တော်တွက်ပြထားတဲ့ site ထဲမှာလည်းပါတယ်ဗျအဲ့ဒီတော့ကလည်းဒီ3ခွန်ကျွန်တော်က4ခွန်4ဆိုပြီးတော့ဗရိတ်ဖမ်းပြီးတော့ထိတ်ရောပိတ်ရောဗရိတ်ရောချုပ်ပြီးတော့စော်တာပေါ့ဒါပေမဲ့လည်းခွန်4မထွက်ဘဲနဲ့3ခွန်ထွက်သွားတာပေါ့နော်ကျွန်တော်ကတော့မပေါက်လိုက်ပါဘူးကျွန်တော်ကဒီ4ခွက်လောက်ပဲကျွန်တော်အများဆုံးထိုးတာပါနော်ကျွန်တော်ကအများကြီးမထိုးဘူးဗျကနန်းကိုတကွက်ကောင်းကိုတည်ထိုးတယ်ပြီးရင်ကျန်တဲ့3ခွက်ကိုသူ့ထက်နည်းနည်းပါပါရော့ထိုးတယ်ပေါ့နော်ကျွန်တော်ကတစ်ချိန်မှ4ခွက်ပဲကစားတဲ့လူဗျနော်ကျွန်တော်ကိုပတ်သီးလိုချင်ရင်တော့ကျွန်တော်ပတ်သီးလိုတော့ထည့်မပေးဘူးဒါပေမဲ့ကျွန်တော်ကင်ထားတဲ့လုံးကိုကြည်တာနဲ့တင်ကိုဘယ်ကနန်းကိုဘယ်လိုလောက်ကစားတာလဲဆိုတာကြည်တာနဲ့ကိုသိပါလိမ့်မယ်နော်အခုလာပြီပေါ့နော်အခုကဘယ်လိုလာလဲဆိုတော့ဒီမှာပေါ့နော်အဓိကဗရိတ်ကိုအရင်ပြလိုက်မယ်ဗျသူကဗရိတ်လေးကကျွန်တော်ဒီဗရိတ်ကိုပေးမယ်ကိုထင်လို့ပေါ့နော်မပေးသွားဘူးဆိုရင်တော့လေကန်တရားပေါ့ဗျာအဓိကတော့ကျွန်တော်ပေးမယ်လို့ထင်လို့အားကြောင့်မလို့ဒီဗရိတ်ကိုရွေးထားတာပေါ့ဗရိတ်က9ဗရိတ်ပေါ့အဲ့ဒါလေးကိုပြပေးမယ်သူကဘယ်လိုလာလဲဆိုတော့ဒီမှာတော့ဗျာပြောရရင်ဒီလို3နေ4ကဖြစ်ထားတော့ဘယ်လိုယူရတယ်ပေါ့ဗျာအဓိကကျွန်တော်ပြောပြမယ်ခွန်ရယ်49ရယ်ခွန်ရယ်49ရယ်3လုံးပေါင်းတော့3ညနော်4-3ညခွန်3လုံးပေါင်းတော့3ည3လုံးပေါင်းတော့5 3ညခွန်3ဒီ3လုံးပေါင်းနဲ့3ညရဲ့နက်ကကခွန်ဒီခွန်ရဲ့နက်ကက3ညဒီ3ရဲ့နက်ကက5ခွန်3ည5လို့ပြန်သွားမှာဒီ3လုံးပေါင်းတော့3ညကိုနော်3ညနက်ကခွန်ကဘယ်လိုလဲဆိုတော့3ရယ်1ရနော်3ကခွန်3ညဒီ4-3ည3လုံးပေါင်းတော့ခွန်ရဲ့နက်ကက3-5-2က3ညတယ်နော်အခု3ရဲ့နက်က5ဖြစ်ဖို့ဆိုရင်5ရဲ့ဗရိတ်3ညရဲ့3ညလို့5လို့ဖြစ်သွားတယ်သူကဒီကနန်း3လုံးခွန်ဒီကနန်း3လုံး3ညဒီကနန်း3လုံး5ခွန်3ည5လို့ဖြစ်သွားတာနော်အားကြောင့်မလို့ဒီမှာဗရိတ်ခွန်နော်9နှစ်ဗရိတ်ခွန်3ခွန်ဗရိတ်3ညဒီမှာဗရိတ်9ဆိုပြီးတော့ကျွန်တော်အဲ့လိုဖမ်းထားတာပေါ့နော်သူကကျွန်တော်ဒီလိုယူလဲရတယ်ခွန်ရယ်4-9ရယ်ယူလဲရတယ်ဒါမှမဟုတ်လေခွန်ရယ်တပင်ကျော်က3ည3ရယ်ပေါ့နော်ဒီလိုယူလဲရတယ်ဒီလိုဆိုလဲ3ညဒီလိုဆိုလဲခွန်ဒီလိုကလဲ3သူအားကြောင့်မလို့သူ့ရဲ့နက်ခက်ခွန်3ည5လို့ဖြစ်တာနော်ဒီခွန်လို့ဖြစ်တာ ਨੇ ဗရိတ်ခွန်ကြတယ်ဒီ3ညလို့ဖြစ်တာ ਨੇ ဗရိတ်3ညကြတယ်ဒီ9လို့ဖြစ်တာ ਨੇ ဗရိတ်9ပေါ့အဓိကကတော့နော်အဲ့ဒီ9ဗရိတ်လာမယ်ထင်လို့ပါအဲ့ဒါကြောင့်မလို့အဲ့ဒီဟာကိုစလိုက်ရအောင်အမှဗရိတ် site ကပြပြီးပြီဆိုတော့ကျွန်တော်တို့ဒီထိတ်ပေါ့ဗျာဗရိတ်ပြီးတော့ဒီ9ထိတ်ပေါ့နော်အဲ့ဒီ9ထိတ်ကဘာလဲဆိုတော့သူကဒီမှာ4-9နှလုံး3ည3 3-4ကရိုက်သွားတာပေါ့အဓိကဒါပေမဲ့ကျွန်တော်က3-4ကတဲ့ဒီ3လို့ဖြစ်တာ ਨੇ ဟိုမှာ3-3ညဟောလို့ဇောင်းပေါင်းခြင်းက3-3ညဟောလို့ဇောင်းပေါင်းခြင်းက9-8ဟောလို့ဇောင်းပေါင်းခြင်းက3-3-3ကို3-3-3လို့ဖြစ်ပြီးမှ3ရပါပါ3-5ဟောလို့4ပေါင်းခြင်းက8 5-3ဟောလို့ပေါင်းခြင်းက8အခု3-5ဟောလို့ပေါင်းခြင်းက8ဆိုပြီးတော့เนาะအဲ့လိုလေးပေါ့เนาะဒီလိုကလည်း8ဒီလိုကလည်း8ဒီလိုကလည်း8ဆိုပြီးတော့အဲ့လိုမျိုးပေါ့3-3-3ဖြစ်လို့3-3-3အဲ့ဒါဥမာ8-8-8ဆိုပြီးတော့ကျွန်တော်က9ထိတ်နဲ့အဲ့ဒီထိတ်ရသွားပြီအဲ့တော့ဟောဒီ9ထိတ်ကိုမှကျွန်တော်တို့ကဒီမှာရှိတဲ့3ညနောက်ပိတ်ပေါ့เนาะဟောဒီ3ညနောက်ပိတ်ကကျတော့သူကဘယ်ရလာမလဲဆိုတော့3ည9 3လုံးပေါင်းတော့2နော်
အဲ့ဒီနှစ်ကနောက်ပိတ်1 3 3 3လုံးပေါင်းတော့ခွန်းအဲ့ဒီခွန်းကနောက်ပိတ်2 3 5 3လုံးပေါင်းတော့3ညဟောဒီ3ညကနောက်ပိတ်ကျွန်တော်ဟောဒီ2ခွန်း3ညကိုဘာလို့ကြိုက်လဲဆိုတော့သူ့ကိုကျွန်တော်တို့ခေါ်တာပါဝါနက်ခတ်တစ်စုံလို့ခေါ်တာသူကဘယ်လိုပါဝါနက်ခတ်ဆိုနှစ်ရဲ့ပါဝါခွန်းနော်အဲ့မှာပါဝါပြီးတော့နက်ခတ်ဆိုတာကြောင့်ခွန်းရဲ့နက်ခတ်က3ညအဲ့လိုမျိုးပေါ့နော်2ခွန်း3ညဆိုပြီးအားကြောင့်မလို့ထိတ်ရောအပိတ်ရောဗရေရောပေါ့3လုံးပေါင်းတော့2ကနောက်ပိတ်3လုံးပေါင်းတော့ခွန်းကနောက်ပိတ်3လုံးပေါင်းတော့3ညကနောက်ပိတ်ဆိုပြီးတော့နော်ပြီးရင်မနေ့က site ကိုဆက်သွားနှလုံးခွန်းနှလုံး9နှလုံး3ညနှလုံး5ခွန်း9 3ည5ကိုဒီခွန်းကိုနော်ဘယ်လိုတော့ခွန်း9တစ်ကခွန်း4 3နှစ်က9 3ည3ခွန်းက3ညနော်5ဖြစ်ချင်တော့3ည5 3ညက5ဆိုပြီးတော့နော်အားကြောင့်မလို့ထိတ်ရောအပိတ်ရောဗရိတ်ရောတကွက်ကောင်းချုပ်ထားတဲ့5ပေါ့နော်5 3ညဆိုတဲ့တကွက်ကောင်းပေါ့နော်ဒီနေ့ဗုဒ္ဓဦးနေ့မနေ့အတွက်ပေါ့နော်အဲ့မှာကျွန်တော်ရေးထားပေးပါတယ်နော်ဒီတကွက်ကောင်းက9 3ညပြီးရင်ဒီမှာဆိုရင်တော့ခွန်8 9 6 1 4 3 2ဒီကောင်တွေကတော့ပါထိုးပေါ့နော်အဲ့ဒါတွေအာထိုးပေါ့နော်ဒီမှာကတော့အာထိုးကြပါနော်အလုံးပဲပေါက်ကြပါသေးနော်